သားမီးတို့အားလုံးပဲမင်္ဂလာပါလို့ Giggle Dreams Preschool ကနေပြီးတော့နှုတ်ခွန်းဆက်လိုက်ပါတယ်ဒီနေ့တီချယ်ပြောပြမယ်ပုံမြင်လေးရဲ့နာမည်ကတော့အနီရောင်ခေါင်းစွပ်ဝတ်ထားတဲ့ကောင်မလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတုန်းကတဲ့ရွာငယ်လေးတစ်ခုမှာကောင်မလေးတစ်ယောက်ရှိတယ်တဲ့အဲ့ဒီကောင်မလေးကသူ့ဖွားဖွားချုပ်ပေးထားတဲ့အနီရောင်ခေါင်းစွပ်အင်ဂျီအနီရောင်လေးကိုသူကဝတ်ထားတယ်တဲ့အဲ့အင်ဂျီလေးကိုသူကအရမ်းပဲကြိုက်တာပေါ့တဲ့အဲ့ဒီလဲကြရောကောင်မလေးရဲ့မိမိရတဲ့ကောင်မလေးကိုခေါ်လိုက်တယ်တဲ့သမီးလေးတဲ့ဖွားဖွားနေမကောင်းလို့ဖွားဖွားကိုမုတ်လေးတွေသွားပေးပါဆိုပြီးတော့မိမိရခိုင်းလိုက်တယ်တဲ့ပြီးတော့လမ်းမှာကိုမသိတဲ့သစိမ်းနေနဲ့လဲစကားမပြောနဲ့နော်ဆိုပြီးတော့မိမိရမှားလိုက်တယ်တဲ့အဲ့နဲ့အဲ့ဒီကောင်မလေးကသူ့ဖွားဖွားရှိကိုတဲ့မုတ်လေးတွေယူပြီးတော့ရွာလမ်းလေးအတန်းလမ်းလျှောက်ထွက်လာရင်းတဲ့တနေ့လမ်းတနေရာလဲရောက်ရောသူကအရန်ကိုလှပတဲ့ပန်းကီးယူသူကတွေ့လိုက်တယ်တဲ့အဲ့နဲ့ပဲကောင်မလေးကတဲ့အော်တဲ့ဖွားဖွားကိုဒီပန်းလေးတွေလက်ဆောင်ပေးကောင်းပါပဲဆိုပြီးတော့ပန်းလေးတွေကိုသူကခူးပြီးတော့သူပါလာတဲ့ချင်းလေးထဲကိုသူကထည့်နေတာပေါ့တဲ့အဲ့ဒီအချိန်မှာတဲ့သူ့တဲ့တစ်ပင်နောက်ကနေပြီးတော့ပုံးပြီးတော့ကြည့်နေတဲ့မြေခွေးတစ်ကောင်ရှိနေတာကိုကောင်မလေးကတော့မသိဘူးတဲ့အားနေတဲ့မြေခွေးကြီးတဲ့ချောင်းကြည့်နေရနေပြီးတော့သူကကောင်မလေးရှိကိုလာလိုက်တယ်တဲ့ဟေးကောင်မလေးဘာတွေလုပ်နေရလဲဖွားဖွားအတွက်ပန်းလေးတွေခူးနေတာပါကျမဖွားဖွားနေမကောင်းလို့လက်ဆောင်ပေးချင်လို့ပါအော်ဟုတ်လားမင်းရဲ့ဖွားဖွားကဗမာနေတာလဲကွကျမရဲ့ဖွားဖွားကဒီလမ်းလေးရဲ့အဆုံးမှာရှိတဲ့အိမ်လေးမှာနေတာပါရှင်အော်ဟုတ်လားဖွားဖွားကတယောက်တည်းနေရလားဟုတ်ကဲ့ဖွားဖွားကတယောက်တည်းနေတာပါရှင်အဲ့လိုနဲ့သူတို့နှစ်ယောက်ကစကားတွေပြောရင်းနဲ့တဲ့မြေခွေးကြီးကကောင်မလေးပြောတဲ့အတိုင်းသူကအဲ့ဒီလမ်းကိုစုံအောင်ရှောက်သွားလိုက်တယ်ကောင်မလေးကတော့ပန်းလေးတွေခူးရင်းနဲ့ကြံခဲ့တာပေါ့ကွယ်မြေခွေးကြီးကအဲ့လိုနဲ့ကောင်မလေးညှို့လိုက်တဲ့အတိုင်းသူကလမ်းအတိုင်းရှောက်သွားတယ်အဲ့ဒီချိန်မှာသူကတဲ့အိမ်လေးတစ်လုံးကိုတွေ့လိုက်တယ်အဲ့ဒါနဲ့ပဲမြေခွေးကြီးကအိမ်လေးကိုတကားခောက်လိုက်တယ်ဒါအထဲမှာရှိနေတယ်တဲ့ဖွားဖွားကြီးကအတန်ပြုတ်လိုက်တယ်ဟေးမြေးလေးရေဖွားဖွားနေမကောင်းလို့ပါကွယ်ဝင်ခဲ့အဲ့ဒီချိန်မှာတဲ့မြေခွေးကြီးကတကားကိုဆွဲဖွင့်ပြီးတော့သူကဝင်သွားတယ်ကျွီးအော်အဲ့ဒီချိန်မှာတဲ့နေမကောင်းမဲ့နဲ့အိတ်နေတယ်ဖွားဖွားကိုမြေခွေးကြီးကတွေ့လိုက်တယ်ဆိုရင်ပဲတဲ့သူကဂရင်ဘော်ကိုလှမ်းခုန်တက်ပြီးတော့ဖွားဖွားကြီးကိုစားလိုက်တာပေါ့အဲ့ဒီလိုနဲ့တဲ့မြေခွေးကြီးကဖွားဖွားကိုစားလိုက်ပြီးတဲ့အခါမှာသူကဖွားဖွားရဲ့အင်ဂျီတွေအုတ်ထုပ်တွေကိုသူကဝစ်လိုက်တယ်ပြီးတော့သူကဖွားဖွားဟန်ဆောင်ပြီးတော့အိပ်ရာပေါ်မှာအိပ်ပြီးတော့သူကနေနေတာပေါ့ကွယ်ချိန်မှာပဲတဲ့ပန်းတွေခူးပြီးွားတဲ့ကောင်မလေးကသူ့ဖွားဖွားအိမ်ကိုသူကသွားတာပေါ့ကွယ်အင်းတကားပေါက်လဲရောက်တဲ့အဲ့ဒီကောင်မလေးကတကားလေးကိုခောက်လိုက်တယ်ဒေါက်အဲ့ဒီချိန်မှာတဲ့ဖွားဖွားဟန်ဆောင်ထားတဲ့မြေခွေးကြီးကအထက်ကနေအတန်ပြုတ်လိုက်တယ်တဲ့ဟေးမီးလေးဝင်ကဖွားဖွားနေမကောင်းလို့ကွအဲ့ဟာနဲ့ပဲတဲ့အဲ့ဒီကောင်မလေးကတကားလေးကိုဖွင့်ပြီးတော့သူကသူ့ဖွားရှိကိုတွားလိုက်တယ်တဲ့ကျွီးကဲမီးလေးအရှိတိုးခဲ့ပါဦးကွအဲ့ဒီချိန်မှာကောင်မလေးကအရှိကိုတိုးသွားတာပေါ့တဲ့ဟဲဖွားဖွားရဲ့မျက်လုံးတွေကလည်းအကြီးပါလားအေးဟုတ်တယ်မီးလေးရေဖွားဖွားမျက်လုံးတွေကြီးနေတာကမီးလေးကိုမြင်အောင်ကွမီးလေးရေအရှိလေးတိုးခဲ့ပါဦးအဲ့ဒီချိန်မှာကောင်မလေးကအရှိကိုထပ်တိုးသွားတယ်ဟဲဖွားဖွားရဲ့ညွတ်တွေကလည်းရှည်နေပါလားအေးဟုတ်တယ်မီးလေးရဖွားဖွားညွတ်တွေရှည်နေတာကလေသမီးလေးပြောတဲ့အတန်တွေကိုနားထောင်ခြင်းလို့ကွအော်အရှိတိုးခဲ့ပါဦးမီးလေးရေအဲ့ဒီချိန်မှာကောင်မလေးကလည်းအရှိကိုနီးကပ်စာတိုးသွားတာပေါ့ကွယ်ဟဲဖွားဖွားရဲ့သွားတွေကလည်းရှည်နေပါလားအေးဟုတ်တယ်သွားကြီးတွေရှည်နေတာကမီးလေးကိုကိုက်စားမလို့ကွအဲ့ဒီချိန်မှာတဲ့မြေခွေးကြီးကကောင်မလေးကိုဖမ်းဆွဲလိုက်ပြီးတော့စားဖို့ဟန်နေလိုက်တယ်ကောင်မလေးကလည်းကဲကြပါအောင်ဆိုပြီးអော်လိုက်တာပေါ့တဲ့အဲ့ဒီအော်တန်ကိုတဲ့သူတို့အင်ရှိကဖြတ်သွားတဲ့တခုတ်သမားကြီးကကြာသွားပြီးတော့သူကအိမ်ထဲကိုဝင်လာပြီးတော့တဲ့သူ့ရဲ့ပါလာတဲ့ပစိန်နဲ့မြေခွေးကြီးကိုလှမ်းပြီးခုတ်လိုက်တယ်တဲ့အဲ့ဒါနဲ့မြေခွေးကြီးကလည်းကြောက်ပြီးတော့သူကတောထဲကိုထွက်ပြေးသွားတယ်တဲ့အဲ့လိုနဲ့တဲ့တခုတ်သမားကြီးကကောင်မလေးကိုကယ်တင်လိုက်နိုင်တယ်တဲ့အဲ့တော့ကောင်မလေးကလည်းသူကတခုတ်သမားကြီးကိုကျေးဇူးတင်စကားပြောတယ်ဦးရေသမီးကိုကယ်လိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်အေးရပါတယ်ကွယ်ကဲသမီးလည်းနောက်တစ်ခါဆိုလို့ရှိရင်
ကိုမသိတဲ့သစိမ်းတွေကိုကိုယ့်ရဲ့အကြောင်းတွေကိုမပြောပြရဘူးเนาะပြီးတော့မိဘစကားမှားလိုက်တဲ့စကားကိုလည်းတည်တည်ချာချာနားထောင်ရမယ်เนาะကဲအခုတော့ဦးသမီးကိုခေါ်ပြီးတော့အိမ်လိုက်ပို့ပေးမယ်เนาะဆိုပြီးတော့တခုတ်သမားဦးကြီးကကောင်မလေးကိုသူ့ရဲ့အိမ်ကိုပြန်ပို့ပေးရပါကွယ်ပုံမြင်လေးကတော့ဒါပါပဲရှင်သားမီးတို့အားလုံးလည်းဒီပုံမြင်လေးကိုစိုက်နှစ်သက်မယ်လို့ဒီထက်မျှော်လင့်ပါတယ်ဒီပုံမြင်လေးတွေကအတိုင်းပဲကလေးလေးတွေလည်းကိုယ့်ရဲ့လူကြီးမိဘစကားကိုတည်တည်ချာချာနားထောင်ရမယ်နော်ပြီးတော့ကိုမသိတဲ့သစိမ်းတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အကြောင်းတွေကိုတည်တည်ချာချာပြောပြဖို့မလိုအပ်ဘူးနော်ကျေးဇူးတင်ပါတယ်